ကျမလေဒီခပီဝတာရီခီရီအရန်ငမ်းမရအရန်ဟိုတုံးဆွဲတော့ပါဘောနော်ဒီဘယ်လိုဖြစ်လဲဆိုရင်လက်တွေခြေတော့ KTV မှာနော် KTV မှာဘယ်လိုမျိုးပလက်ကျွတ်သွားလဲဆိုတော့ချင်းညတွေလည်းစက်တိုက်ဆော့ထားတယ်နော်3-4ရက်အဲ့လိုမျိုးစက်တိုက်ဆော့ထားတော့လူကနုံနေပြီနုံရင်လည်းနော် तू ကနုံတာဒါပေမဲ့ဒီဘယ်လိုပြောမလဲမျက်စိလည်းမအိတ်နိုင်အောင် तू ကအိတ်လို့လည်းမရအောင်အဲ့လိုမျိုးဖြစ်တာအဲ့လိုနဲ့2ရက်3ရက်စက်တိုက်ရှိပြီအဲ့နဲ့ဆော့နေရင်နဲ့အဲ့ဒီမှာဆက်ဆော့လိုက်တော့ဘယ်လိုဖြစ်လဲဆိုရင်ဒီလက်တွေလေဒီလိုမျိုးဖြစ်လာလေဒီလိုမျိုးတွေဖြစ်လာအိတ်လည်းမအိတ်နိုင်တော့လက်စစ်တွေဆိုလေအလိုနာတာဒီမျိုးကြိုက်တာအဲ့ဒါတွေလည်းကြိုက်တော့ပြီးနောက်ထပ်ကပါလဲဆိုဒီခြေတစ်လုံးတွေလေပျော့ဒူးတွေလေပျော့ပြီးမှအလားအဲ့ဝေဒနာလေးမပြောပြတတ်ဘူးကွာအရန်အိတ်ချင်လဲမအိတ်ရနော်ပြင်ဒီနာအယိုးတွေဆိုလေအလိုဒီလိုမျိုးဟိုကြိုက်တာလေကြိုက်ပြီးမှ तू ကမျိုးကြောင်နေရလိုမျိုးလေကြောင်ချင်းလိုမျိုးဖြစ်နေအဲ့လိုမျိုးကွာဟိုစားလို့လည်းမဝင်ဘူးပြီးဆိုရင်လက်တွေအစစ်တွေနာခြေတလုံးတွေနာအဲ့ဒါအီးမပြေလို့ပေါ့နော်အီးတွေအများကြီးတုံးလို့ကွာပြောမှဆိုရင်ပြီးခိုင်ရှိရွှေ happy water မှာဆိုဒီဟိုဟာတွေပါတယ်သူတွေကလှုပ်ထားတဲ့နောက်ဒီမှာအဲ့ထဲမှာ ice တွေပါတယ်ထည့်ပြီးသားပဲဒီသူတို့ပြုလုပ်တဲ့ဒီ process ထားတဲ့နားမှာပေါ့ပြောမှဆိုရင် process ထားတဲ့အထဲမှာသူ့ရဲ့ပါဝင်တဲ့ဟာတွေပေါ့ကွယ် happy fight တွေပါတယ်ပြီးကျမတိကျတော့ပြောရနော် happy fight တွေဒီ ice တွေ key တွေပြီး vitamin တချို့အဲ့ဟိုတနေ့ပြောတဲ့အဲ့တသေးဆိုရင်သူဆို vitamin C တွေထည့်တယ်သူကတိတောက်ဝယ်ပြီးထည့်ပြီးတော့သူ့ရဲ့ happy water ကျတော့ကောင်းတယ်ပြီးပြစ်တယ်ပြီးဆိုရင်ဟိုမျိုးကောင်းတက်တာလည်းမြန်တယ်ကွာအဲ့လိုမျိုးဟိုကောင်းတယ်လို့ပြောရမှာပေါ့ပြောမယ်ဆိုရင်ဆိုတော့ဒီ happy water တို့ key တို့ e တို့တုံးတဲ့အချိန်တော့ဒီငွေစီတော့တုံးတဲ့အချိန်တော့ကောင်းတယ်လို့ပြောချင်တယ်ဒါပေမဲ့အခုပြန်စစ်ဆန်ဆိုအကောင်းကိုပဲခံရတာနော်ပြောမယ်ဆိုရင်ဒီအဲ့တုန်းကလည်းအဲ့လိုမျိုးတွေခံခဲ့ရတယ်ဆိုတဲ့အကြောင်းပြပြလာပါရှင်